ကိုနဲ့မတည့်တဲ့ပုဂ္ဂိုလ်တယောက်ကိုမျက်စိနဲ့မြင်လိုက်ပြီဆိုတဲ့အခါမှာမမတ်မကန်နှလုံးသွင်းလို့ရှိရင်ဘာတွေဖြစ်လာလို့ဆိုဒေါသတွေဖြစ်လာဒေါသတွေဖြစ်လာမတည့်တဲ့လူနဲ့တွေးလိုက်တာနဲ့ဒေါသတွေဖြစ်လာအဲ့ဒါဘာလို့ဒေါသဖြစ်လဲဆိုရင်အာရဏိတောမနတိခါရဘာတွေတွေးမိတော့ဆိုလို့ရှိရင်တစ်ချိန်တုန်းကသူနဲ့အစင်မပြေခဲ့တာတွေကခေါင်းထဲမှာတတိကြီးပေါ်လာပြီးတော့ဒေါသတွေဖြစ်တာပဲပေါ့ဟောအဲ့ဒီပုဂ္ဂိုလ်ကိုပဲယောနိတောမနတိခါရနဲ့စဉ်းစားလိုက်ပဲဆိုလို့ရှိရင်အိုးသူ့ကိုဒေါသဖြစ်နေလို့လဲဘာကြိုးထူးမှလဲသူလည်းသူကံနဲ့သူပဲငါလည်းငါကံနဲ့ငါပဲငါတဏ္ဍမှာအကုသိုလ်ဖြစ်ရင်မသိဘူးအကုသိုလ်ဖြစ်ရင်ငါပဲဒုက္ခရောက်မှာပဲဒီလိုတွေးလိုက်လို့ရှိရင်အကုသိုလ်ဆိုမလာတော့ဒါလက်တွေ့ကျင့်သုံးတာလို့ခေါ်တယ်ဆိုလိုတာကဒီလိုတွေးရင်အကုသိုလ်ဟိုလိုတွေးရင်အကုသိုလ်မဖြစ်ဘူးပေါ့ဒါကြောင့်မို့တွေးပုံတွေးနည်းဟာမျိုးမျိုးရှိတယ်ပေါ့မြင်ပုံမြင်နည်းဟာမျိုးမျိုးရှိအကုသိုလ်ဖြစ်မဲ့အမြင်နဲ့မတွေးနဲ့ဆိုလိုတာကလူတယောက်ကိုတွေးပြီဆိုတဲ့အခါကျတော့အပြစ်မြင်နဲ့အမြင်မျိုးနဲ့မတွေးနဲ့